လို့ရှိရင်အကုန်လုံးကတော့မှန်နေကြမယ်ပြီးတော့ပညာတတ်တဲ့မိဘဆိုရင်ပို့လို့ပေးနိုင်မယ်သားသမီးကိုအရန်ချစ်တဲ့မိဘဆိုလို့ရှိရင်တော့အများကြီးပို့ပြီးတော့ရိုးရှိတာတွေပေးနိုင်မယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးပဲထင်ကြတယ်ဒါပေမဲ့တကယ်တမ်းကတော့အကုန်လုံးကလူတွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မို့အမားလေးတွေကတော့ရှိကြတာပေါ့နော်ဆိုတော့အားလုံးပဲမင်္ဂလာပါရှင် IKEA share ပါရနာ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်မဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့တခါလေးပြောထားလိုက်မှာပေါ့နော်မမေတို့တွေလည်းဒီ comment မှာ sharing လေးလုပ်ပေးကြလို့ရပါတယ်ဒီ parenting mistakes လို့ခေါ်တာပေါ့ကိုအခုလက်ရှိခလေးအသက်အရွယ်အထိမှာကျမတို့မဒီရွယ်ပဲလှုပ်လိုက်မိလိုက်တဲ့အမားလေးတွေပေါ့နော်ဆိုတော့အဲ့အမားလေးနဲ့ပတ်သက်ပြီးတော့ကျမဥဆောင်ပြီးတော့ဒီနေ့ကျမအဲ့ mistake ကို share လုပ်ချင်တာပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်ဒီဆရာဝန်လည်းဖြစ်တယ်ပြီးတော့ဒီလိုမျိုးဒီ parenting အကြောင်းတွေလည်းအမြဲတမ်းပြောနေတယ်ကလေးရဲ့ဒီ development အကြောင်းတွေလည်းပြောနေတယ်အဲ့ဒါကြောင့်မို့လို့အကုန်လုံးမှန်တာတွေကြီးပဲကောင်းတာတွေကြီးပဲလောက်ခဲ့တယ်ဖြစ်တယ်လို့ထင်ကြမှာပေါ့နော်ဒါပေမဲ့တကယ်တော့မဟုတ်ပါဘူးကျမအမဟိအများကြီးရှိရယ်ဒီကလေးကိုပြောထားအောင်တာပေါ့နော်ဒီအခုကလေးကျမသမီး3နှစ်ကျော်အချိန်အထိတွဲမှာဒါပေမဲ့အဲ့ဒီထဲမှာမှတ်မှတ်ရရကျမတခုကိုဒီနေ့ share ရမယ်ဆိုလို့ရှင်တော့ကျမသမီးလေးကplayground ကဒီ short တွေတန်းနေစီရတာအရန်ကြောက်ပါတယ်အခုတက်ထိလဲသူတေးသေးချာချာမစီးပါဘူးသူရှော့တော့စီးပြီပေါ့နော်စစီးပြီဒါပေမဲ့အဲ့ဒါကလေမမရရသူ2နှစ်ခွဲကျော်ပြီးတော့2နှစ်8လ9လလောက်မှာစပြီးတော့ဒီစမ်းပြီးတော့သူစီးပါတယ်နောက်ကြတော့အခုတော့သူဖြည်းဖြည်းချင်းတော့သူကသူစူးစမ်းပြီးတော့သူစီးနေပြီပေါ့နော်အဲ့တော့ပြောချင်တာကဒါတောင်မှကျမအမြဲတမ်းဒီကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ပတ်သက်တဲ့ဗီဒီယိုတွေလုပ်လို့ရှိရင်ကျမအမြဲတမ်းပြောတယ်လေကလေးတွေကိုဒီကြောင်းထားတဲ့ကိစ္စတို့စာအတင်းတင်တဲ့ကိစ္စတို့ဆိုလည်းအတူတူပဲအဲ့တော့ဘာလို့စာအတင်းမတင်ခိုင်းတာလဲပြီးတော့ကလေးတွေကိုကျမပြောတဲ့ဗီဒီယိုတွေမှာဆိုပါတယ်လေတခုခုဆိုရင်မှာ flash card ပြတဲ့ဟာပဲဖြစ်ဖြစ်စာအုပ်ဖတ်ပြတာပဲဖြစ်ဖြစ်ဒီဘလိုဟာလေးပဲဖြစ်ဖြစ်ပေါ့နော်ကလေးလုံးဝစိတ်မဝင်စားတော့ဘူးအဓိကတော့ကျမတို့ဒီကလေးတွေ4နှစ်အောက်ပေါ့နော်4နှစ်အောက်5နှစ်အောက်ကလေးတွေမှာကျမတို့ကလေးကစိတ်မဝင်စားတော့ဘူးကလေးမှာသူဒီပြောရရင်တော့ကက်ကြီးရဆိုလဲ flash card ပေါ့နော်ဒီကလေးလာသားလေးတွေပဲဖြစ်ဖြစ်ဆိုမှဒါကိုမြင်ရလို့သူတို့စိတ်လှုပ်ရှားနေတဲ့အမူအရာမရှိတော့ဘူးသူဒီဟာထက်ကိုတခြားတစ်ခုဆိုတော့ဥမာ flash card ပြတာမမေပြနေရဒါပေမဲ့ flash card ကိုသူလုံးဝစိတ်မဝင်စားတော့သူဒီမမေလက်ပေါ်ပဲသူနေချင်နေပြီဆိုတဲ့ဟာမျိုးပေါ့ဒါမျိုးအမူအရာတွေသူတို့လုပ်ပြီးနောက်သူတို့ပြောပြီးဆိုလို့ရှိရင်ကျမတို့ကအဲ့ဒါကို force မပေးရတော့ဘူးရက်လိုက်ရတော့မှာပေါ့နော်ရက်ပြီးတော့အာယုံပြောင်းပေးလိုက်တော့ဒါအမှန်ဆုံးပေါ့နော်အဲ့ဒါကြောင့်မို့စာတင်တာတို့စာရေးရတာဆိုလဲအဲ့လိုပဲကလေးတွေကိုကျမတို့ကစိတ်မပါဘဲနဲ့ဇော်ကြီး ABCD တွေရွတ်ခိုင်းတာအတင်းမှတ်ခိုင်းတာအတင်းစာတွေပြန်မေးတာပြီးတော့သူတို့ဒီ stress ဖြစ်သွားတဲ့အခါကျရင်သူတို့ကဘာဖြစ်သွားလဲဆိုတော့ကြောက်သွားတာကျမအဲ့စာတင်ရတာကိုကြောက်သွားမှာစိုးတာကလေးတွေကိုအဲ့လိုမျိုးစိတ်ပူတာပေါ့နော်အဓိကတော့သူတို့ဒီစာတင်တာစာရေးတာဒါတွေအကုန်လုံးကစာဖတ်တာစသဖြင့်ပေါ့နော်ဒါတွေအကုန်လုံးကကျမတို့ဘဝမှာမဖြစ်မနေဘူးလောက်ရမယ့်ဟာတွေပဲကျမတို့တားထားလို့လည်းမရဘူးအနေနဲ့များစာမတော်လဲရတယ်စာအရန်ကြီးမထူးချွန်လဲရတယ်ဘာညာဆိုပေမဲ့တက်တက်လုံးလောက်ရမှာပဲဆိုတော့အဲ့တက်တက်လုံးလောက်ရမယ့်ဟာဒီမှာကျမတို့နောက်အစားအသောက်လည်းတူတူပဲအတင်းကလေးကိုဖိအားပေးပြီးမကြွေးနဲ့ဖိအားပေးပြီးမခွန့်နဲ့အတင်းကြီးချုပ်ပြီးကြွေးတာမျိုးတို့စွတ်ပြီးတော့ကြွေးတာမျိုးတွေမလုပ်နဲ့ဆိုတာလေအဲ့ဒါပဲတကယ်တော့အစားအသောက်ကတသက်လုံးစားရမှာအဲ့တော့သူတို့ကြောက်သွားရင်သူတို့ခန္ဓာသူတို့ရဲ့အုံနှောက်နဲ့မှတ်ညံနဲ့မှာဒီသူတို့ကဒါကြီးဒီမကောင်းဘူးဒါကိုမလုပ်ချင်ဘူးလုံးဝလုပ်လို့မရဘူးဆိုပြီးတော့မှတ်သွားလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါသူတို့အတွက်ကမိဘအုပ်ထိပ်သူတို့အတွက်ကတသက်လုံးဒီဒါမကောင်းတော့ဘူးပေါ့နော်တသက်လုံးစာကြီးနဲ့ပတ်သက်လာရင်စိတ်ညစ်စရာကြီးပဲဖြစ်သွားမှာမဟုတ်လို့ကျမကအဲ့လိုမျိုးစွန့်မလုပ်ဖို့တွေအများအားပြောတာကလေးကိုဖိအားမပေးပါနဲ့စိတ်ဖိစီးမှုမဖြစ်စေပါနဲ့ဆိုတော့ကျမသမီးမဆိုလို့ရှိရင်ကျမရဲ့ parenting mistake က short စီသူကငကိုက gross development လေးနည်းနည်းနောက်ကျလို့တစ်နှစ်ခွဲမှလမ်းလျှောက်တဲ့ကလေးပေါ့နော်အဲ့ဒါကိုကျမကပုံမှန်တခြားကလေးတွေ short စီနေကြအချိန်ပဲပေါ့နော်သူတို့တွေဆိုလို့ရှိရင်ပုံမှန်ဒီကလေးလေးတွေဆိုလို့ရှိရင်သူတို့short ပေါ်တက်တယ်ဆော့တယ်အဲ့လို short စီရတာပျော်တယ်လေနော်အဲ့ဒါကြောင့်မို့သူတို့ဆော့ကြတာဒါပေမဲ့ကျမသမီးကအဲ့လိုမျိုး sign readiness sign လို့ခေါ်တာပေါ့နော်မရှိသေးဘဲနဲ့ကျမ short တင်စီခိုင်းခဲ့ဘူးတယ်သူငငယ်လေးတုန်းကပေါ့နော်ဒီတစ်နှစ်ခွဲအိမ်လိုင်းလျှောက်တက်ခါစားအချိန်လောက်တုန်းကအဲ့လို short ပေါ်အတင်းတင်ပြီးပြချလိုက်ဘူးတယ်ပြီးတော့ကျမဒီဘန်ကောက်ရောက်တော့လဲသူ short အမြင့်ကြီးတွေပေါ့နော်အဲ့လိုမျိုးမှာကျမနဲ့အတူတူကျမနဲ့တလဲသူ့အဖေနဲ့တလဲအဲ့လိုမျိုးဒီ short အမြင့်
လေးတဲ့အတူတူစီးဘူးကြတယ်ဆိုတော့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူကအဓိကတော့မိဘနဲ့စီးတာကတော့အရင်ကြီးပြဿနာမရှိပဲမဲ့သူဟာနဲ့သူစီးဖို့အတွက်ကိုဆိုရင်သူကအခုတော်တော်ကြီးတဲ့အထိပြောရမယ်ဆိုတော့3နှစ်လောက်အထိကိုသူက short စီးဖို့ဆိုအကြောက်အကန်ညင်းတာပေါ့နော်အဲ့တော့အဲ့လိုမျိုးသူ့ရဲ့ဖိအားဖြစ်သွားတာပေါ့ခလေးကပျော်ပျော်ကြီးဒီစော့ကစားနည်းကိုစော့ရမယ်အစားဒါတွေဆိုတာစော့တာလေနော်သူတို့အတွက်ပျော်ရမှာဖြစ်ရမယ်အစားကိုသူကဒါကြီးကကြောက်စရာကျမသမီးရေလောက်ပါအောင်လို့ပြောတော့မှလုံးဖို့ကြိုးစားတဲ့ဟာမျိုးကြီးဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့တော့ကျမအမြဲတမ်းပြောတဲ့ဒီ development video လေးတွေမှာခလေးကိုဖိအားမပေးဘူးလို့ပြီးတော့စားတောက်ဒီဖြစ်သွားစားတဲ့ဟာတွေမှာလည်းခလေးကိုအဲ့လိုမျိုးဇွတ်မကြွေးဘူးလို့ဆိုတာဒီဟာတွေကြောင့်ပဲဖြစ်ပါတယ်ကျမရဲ့ကိုယ်တွေ့အဖြစ်ပြက်ကတော့အဲ့ဒါလေးပေါ့နော်ဆိုတော့တခြား mistakes လေးတွေကတော့ရှိသေးတယ်ကျမနောက်ဖြည်းဖြည်းချင်း sharing လုပ်ပေးမယ်ဆိုတော့ဒီ video လေးကိုရှေ့မှာဆိုတော့ဒီမှာပဲကြလိုက်ပါတော့မယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်